အားလုံးပဲမင်္ဂလာပါရှင်ကျမကိုလေမနေ့ကတော့က client 3ယောက်ဆက်သွယ်လာတယ်ပေါ့နော်အဲ့ဒီ3ယောက်မှာ2ယောက်ကကျမကိုမေးတယ်မေးခွန်းပါလဲဆိုတော့ဒီ US မှာပေါ့နော် mortgage နဲ့အိမ်ဝယ်တဲ့အခါမှာဒီဘဏ်ကနေပြီးတော့မှ mortgage ယူတာနဲ့ဒီအပြင်broker တွေစီကနေပြီးတော့ mortgage ယူတာနဲ့ဘာကွာလဲပေါ့နော်အဲ့ဒါကိုကျမကဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘဏ်ကနေပြီးတော့မှကျမတို့ mortgage ယူရဲဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ FICO score ကဘယ်လောက် loan to value ratio ဆိုဘယ်လောက်ရှိရမယ်လို့ရှိရင် DTI ပေါ့နော်debt to income ratio ကဘယ်လိုပြီးတော့မှ document တွေဆိုဘာတွေပြရမယ်ပေါ့သူတို့အဲ့လိုမျိုးသတ်မှတ်ထားပြီးတော့မှသူတို့က offer လုပ်တဲ့ loan option ကကျတော့ limited ဖြစ်တယ်ပေါ့နော်ကျမတို့ကလက်ရှိမှာကျတော့ဒီပေါ့နော်loan lender တွေကကျတော့288ယောက်နဲ့အလုံးလုံးနေတယ်အဲ့ဒီမှာဒီ288ယောက်မှာပေါ့နော်ဒီရဲ့ client ကထားပါတော့ credit score က960ပဲရှိတယ်ဆိုကျမတို့ကဒီ960နဲ့ကိုက်ညီတဲ့ lender ကိုကျမတို့ကဒီမှာရှာပေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါ960 credit score 960ဆိုလို့ရှိရင်လည်းသူက offer လုပ်ပေးတဲ့ဒါ lender တွေပဲဖြစ်တယ်ပြီးလို့ရှိရင် loan အမျိုးအစားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလေconventional FHA VA ဒီလိုမျိုးတာမန် loan တွေရောပြီးတော့တခြားပေါ့နော်ဒီဘဏ်တွေကနေပြီးတော့မှ offer မလုပ်တဲ့ non QM loan တွေပြီးတော့ခါကျတော့ bank statement loan တွေပြီးတော့ HE loan bridge loan ဒါတွေloan အမျိုးအစားအများကြီးကို offer လုပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ lender တွေအများကြီးနဲ့ချိတ်ဆက်ထားတဲ့ခါကျတော့ loan option တွေကလည်းပို့ပြီးတော့မှများတယ်ပေါ့နော်။ဒါကကျတော့ဒီမှာ reverse high balance အများကြီးပဲဒါတွေရွေးချယ်လို့ရတယ်။ပြီးတော့နောက်တစ်ခုကကျတော့ကျမသဘောကျနောက်တစ်ခုကဘာလဲဆိုတော့ဒီမှာဆိုရင် offline ရဲ့ live ရေပေါ့နော်အခုကျမကလေ record လုပ်တာ6:39နည်းနောက်ကျနေပြီဆိုတော့ lender တွေအားလုံးကတော့ live မဖြစ်တော့ဘူးဆိုတော့တကယ်၍ပေါ့နော်ကိုယ့်ရဲ့ client ကလက်ရှိမှာ EAD ကင်ထားတယ်ပြီးသွားလို့ရှိရင် credit score ဘယ်လောက်ရှိအဲ့လိုမျိုး specific ဖြစ်တဲ့ပေါ့နော် situation တွေကိုဆက်သွယ်ခြင်းတဲ့အခါမှာကျမတို့ကနေပြီးတော့မှဒီ lender တွေရဲ့ပေါ့နော်ဒီ live လေးကိုနှိပ်ပြီးတော့မှဓာတ်ရိုက်အဲ့လိုမျိုးမေးပေးတယ် lender တွေကိုဓာတ်ရိုက်ဆက်သွယ်ပေးတယ်ပေါ့နော်ဆိုတော့ဒါကကြတော့ကျမတို့ဒီဘဏ်ကနေပြီးတော့ mortgage ယူတာနဲ့ဒီအပြင်မှာပေါ့နော်ကျမတို့ဒီ broker တွေစီကနေပြီးတော့ mortgage ယူတာဘာကွာလဲပေါ့နော်အဲ့ဒါကိုကျမကပြပေးတာဖြစ်တယ်ဆိုတော့ကျမတို့ကဒီမှာဆိုလို့ရှိရင် lender တွေအများကြီးကတနေရာထဲမှာစုထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ interest rate တွေဆိုလည်းရှင်လို့ရတယ်ပြီးသွားလို့ရှိရင် closing cost ဘယ်ဟာက client အတွက်အသက်သာဆုံးဖြစ်မလဲပေါ့နော်ကျမတို့ကဒီ platform တစ်ခုတွေကနေပြီးတော့မှ comparison လုပ်ပေးတယ်ပေါ့နော်ပြီးတော့နည်းနည်းအဲ့လိုမျိုးထူးခြားတဲ့ဖြစ်စဉ်တွေဆိုလို့ရှိရင်လည်းဒီမှာပေါ့နော် post scenario မှာကျမတို့ကကိုယ့်ရဲ့ client ကဘယ်လိုလုံးအမျိုးအစားကိုလိုချင်တာဆိုပြီးတော့မှဒီ client ရဲ့ detail ပေါ့နော်သူကဘယ်လောက် down payment ပေးချင်တယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ credit score ဘယ်လောက်ရှိတယ်ဆိုလို့ရှိရင် lender တွေကလည်းကိုယ့်ကို reach out လုပ်လာတယ်ပေါ့နော်အမင်းသူကဆိုလို့ရှိရင်เนาะဒီ loan အမျိုးအစားတွေရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ကျမတို့ကကြတော့ဒီ platform တစ်ခုထဲမှာပဲ loan option တွေအများကြီးကိုကျမတို့ကနေပြီးတော့မှ offer လုပ်ပေးတယ်broker ရဲ့ဒီ website ကိုကျမကနေပြီးတော့တစ်ချက်ပြပြပေးရဖြစ်ပါတယ်ရှင်